ရ
နဲ့ရှင်တို့ရဲ့မောင်ကြီးသိရင်ဓာကိုဆွဲလို့ဓာကိုလွှဲလို့ခုတ်လိမ့်မယ်ရီးတဲ့နဲ့စကားလာမစနဲ့ဓာတဲ့စက်ပါပြုံးအောင်ဓာခုတ်လိမ့်မယ်